Hello အားလုံးပဲမင်္ဂလာပါခုဆိုတော့ကျွန်တော်တို့ဒီရှေ့မှန်ကအမြင့်ဆုံးတောင်ပေါ်ကလော်ရင်ထွန်းထွန်းတောင်ပေါ်ရောက်ရှိနေပါတယ်ကျွန်တော်တို့ကျူမဲ့ပန်းဘက်ကိုလမ်း6ပြီးတက်မယ်ပေါ့နော် Okay ကောင်းမယ် Okay ခုဆိုတော့ကျွန်တော်တို့လမ်း6တက်ရမယ့်နေရာရောက်ပါပြီဟုတ်လားကျွန်တော်၄ရောက်လာပါပါသွားမယ်လမ်း6တက်မယ် Let's go သူငယ်ချင်းတို့လည်းမသိဘူးပေါ့နော်ကျွန်တော်တော့တောင်တဘောကတရားလေးတွေကိုအရန်နဲ့မှမမောတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်တို့အဖွဲ့စုပြီးတော့နိုင်ရက်မှာလာလဲကြပါတယ်နောက်ပြီးတော့ဒီမှာကတောင်တက်မယ်ဆိုရင်သူတို့ကိုကျွန်တော်တို့900ပါတယ်ပေါ့နော်200ဘတ်ပါဘယ်နှစ်ယောက်ပဲလာ200ဘတ်ပဲပေါ့နော်ရှင်းမှန်မှာရောက်ရှိနေကျွန်တော်ရှင်းမှန်မှာလေဒီလိုင်းထနုံတောင်ပေါ်ကိုတွားတင်ပါတယ်ပေါ့နော်ရှင်းမှန်ကနေလာမယ်ဆိုရင်တနားခွဲ2နာရီလောက်လာရပါတယ်ဘာဝကိုမမောနစ်တက်တဲ့တူတွေအတွက်ဆိုတော့အရန်နဲ့အဆင်ပြေပါတယ်ကျွန်တော်တို့လိုမျိုးတနေ့ကုန်တနေ့ကန်အလုပ်လုပ်နေပြီးတော့နိုင်ရက်မှာပဲနဲ့တွားလျက်မှမတည်ဘူးဆိုရင်တော့ဒီလိုင်းထနုံတောင်ပေါ်ကကျူမဲ့ပန်းဆိုတဲ့နေရာလေးကိုလာတင်ပါတယ်ကျွန်တော်တို့ဒီကနေ့လာတာအရန်နမကန်ကောင်းနေပေါ့နော်ရာဒီဥထုကအရန်တရပါတယ်မုံလေးတွေကြပြီးတော့လေလေးကလည်း WV နဲ့အရန်အေးချမ်းနေပေါ့နော်ဆာကြောင့်မို့ပဲနေတွားမယ်လည်းမသိဘူးဆိုတဲ့သူတွေအတွက်ဆိုတော့ဒီနေရာလေးကိုကျွန်တော်ညွှန်ကြားပေးပါတယ်လွိုင်းထနွန်းပေါ့နော်ကျွန်တော်တို့မြန်မာတွေလည်းခမင်းများတိကြပါတယ်ကျွန်တော်ကတော့ဒီနေရာလေးကိုလာတာအလောက်ထဲမှာပင်ပန်းတာတွေကိုရောကြပြီးသွားတယ်လို့ခံစားရတယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်နိုင်ရက်မှာလာလေတင်ပါတယ်ကျွန်တော်ကလည်းဒီနေရာကိုရောက်ဖို့တာပထမဦးဆုံးပေါ့နော်ဒါကြောင့်မလို့အရန်နဲ့မှပျော်ပါတယ်နောက်ပြီးတော့ဒီနေရာမှာနိုင်ငံခြားသားတွေလည်းအရန်များတယ်ပေါ့နော်လာလေကြတာပါတိမ်ပင်လေကိုကြည့်ရှင်တဲ့တူတွေအတွက်ဆိုတော့အရန်ဆင်ပြေပါတယ်ကျွန်တော်ကတော့ဒီနေရာလေးကိုကြိုက်တဲ့အတွက်ပြန်တော့မပြန်ချင်ဘူးပေါ့နော်နှစ်ကုန်ရင်တော့ကျွန်တော်ဒီတောင်ပေါ်ကိုတွားရေးဖို့အစီအစဉ်ရှိပါတယ်တကယ်လို့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်နေတဲ့သူငယ်ချင်းတို့ကိုကျွန်တော်လည်းတွားချင်လို့ရှိရင် comment လာပါနော်ကျွန်တော်တို့အတူတွားကြပါမယ်ရှင်းမှန်မှာနေတဲ့သူငယ်ချင်းတို့ဆိုရင်ပေါ့သူငယ်ချင်းတို့ကျွန်တော်နဲ့လိုက်ရှင်လေးရတယ်ပေါ့နော်ကျွန်တော်စီဖိုးပဲယူပါမယ်30ရက်နေ့ကနေ2ရက်နေ့ထိပေါ့နော်အတူတူတွားကြဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်လို့ရှိရင်လည်း follow လေးလုပ်သွားပေးပါခင်ဗျာရှင်းမှန်မှာနေပြီးတော့တဘာဝကိုနှစ်တက်တယ်ဆိုရင်တော့ဒီညာလေးကိုညွှန်ကြားပေးပါတယ်စိတ်ထဲမှာခံစားနေရတဲ့အရာတွေအားလုံးငြိမ်းချမ်းသွားစေရမယ်လို့ကျွန်တော်အာမခံပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ